ကျွန်တော်ကစာဖတ်လို့ကျွန်တော်လည်းပဲဒီလိုဘဝအချိန်ကြီးရောက်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းကအင်မတန်တိမ်ငယ်စိတ်ရှိပါတယ်လူညံ့ပါပဲတိမ်ငယ်လူကညံ့သွားပြီသားအောင်ပြီတော့တိမ်ငယ်စရာတွေကလည်းလူတွေမှာမျိုးမျိုးရှိပါတယ်အဖေမရှိရင်လည်းတိမ်ငယ်တယ်အမေမရှိရင်လည်းတိမ်ငယ်အဖေရောမေရောနှစ်ယောက်စလုံးမရှိတော့မိဘမဲ့ပိုးတိမ်ငယ်တာပေါ့အဖေနဲ့မေအိမ်တော်ကွဲသွားရင်လည်းကလေးစိတ်ထဲမှာအားငယ်တယ်တိမ်ငယ်တယ်မိဘဆင်းရဲရင်လည်းတိမ်ငယ်တယ်ကျွန်တော်တို့မှာတိမ်ငယ်စရာအကြောင်းတွေအများကြီးပဲအဲ့ဒီတိမ်ငယ်စရာအကြောင်းတစ်ခုခုကြောင့်တိမ်ငယ်နေကျွန်တော်တို့နာပြီတချို့များမဆင်းရဲတော့မဆင်းရဲပါဘူးနှစ်ထပ်အိမ်နဲ့ဒါပေမဲ့လို့ဘေးကတိုက်ကြီးနှစ်ခုရဲ့ကြားထဲရောက်နေတော့အဲ့ဘေးကတိုက်နှစ်ခုမော့ကြည့်ပြီးဒီကောင်နှစ်ထပ်အိမ်နဲ့တိမ်ငယ်နေတဲ့ကောင်လည်းရှိသေးတယ်အဲ့တော့တိမ်ငယ်ပြီဆိုရင်လူကပျော့ညံ့သွားတယ်အယိုးပျော့ယောဂရတယ်လို့ပဲခွေခောက်သွားတယ်တိမ်ငယ်ခြင်းနဲ့အတူတူလွမ်းတယ်လို့ဆွေးတယ်လို့ဝမ်းနေတယ်လို့စိတ်ကပျော့သွားတဲ့အတွက်လူပါပျော့ညံ့သွားပါလေတိမ်ငယ်ခြင်းဆိုတာအဲ့လောက်ကြောက်ဖို့ကောင်းပါလေကျွန်တော်ငယ်ငယ်တုန်းကတိမ်ငယ်စိတ်ကြီးကြီးရှိခဲ့ဘူးပါလေရှိတိမ်ငယ်စရာအကြောင်းလည်းရှိလို့ပေါ့ကျွန်တော်ရွာကလေးကစင်ငိုင်းဆိုတဲ့မြို့ကလေးကမြို့သေးသေးပါပဲမြို့နယ်မြို့အဲ့ဒီမြို့ကလေးနဲ့6မိုင်ဝေးတဲ့နေရာမှာကျွန်တော်ရွာကလေးရှိပါတယ်ရွာနာမည်ကဝန်းသူတဲ့ဒီလယ်သမားရွာကလေးပါပဲတရွာလုံးလယ်သမားကြီးပဲကျွန်တော်အဖေလည်းလယ်သမားပဲကိုယ်ပိုင်လယ်ကလေးရှိလို့ကျွန်တော်တို့ထမင်းနဲ့မှစားရပါတယ်လယ်သမားကစပါးထွက်တယ်ဗျာပဲရတယ်နှမ်းထွက်တော့စီရတာပေါ့ထမင်းစားဖို့တော့မပူရပါဘူးကျွန်တော်9နှစ်အရွယ်ရှိတော့အဖေကွယ်လွန်သွားပါတယ်အမေ24နှစ်မှာမုတ်ဆိုးမှဖြစ်တယ်မလုတ်တမကင်တတ်နဲ့လေယာစီးပွားကလေးအမေလက်ထက်မှာပြက်သွားကျွန်တော်တို့ဆင်းရဲသွားတယ်ကျွန်တော်ကိုဖေကြီးနဲ့မေကြီးကခေါ်ယူပြီးတော့မွေးစားပါတယ်စဉ်းစားကြည့်ပါ9နှစ်သားမှာဖေကွယ်လွန်တော့အားငယ်တာပေါ့ဖေကြီးမေကြီးနဲ့နေရတော့လေစိတ်ထဲမှာတိမ်ငယ်စိတ်ရှိပါတယ်ဒါပေမဲ့ဖေကြီးကတော့အဲ့ဒီရွာကလေးမှာမဆိုးပါဘူးသူတယောက်ပဲဒီရွာလေးမှာလယ်သမားမဟုတ်တာဖေကြီးကအဲ့ဒီရွာကလေးမှာမူလာတန်းကျောင်းအုပ်ပါပဲသို့သောမူလာတန်းကျောင်းအုပ်ဆိုလို့သူ့မှာလက်ထောက်ကတော့တယောက်မှမရှိပါဘူးသူ့ဘာသာတယောက်တည်းအုပ်နေရတဲ့ကျောင်းမှာပဲဖေကြီးကျောင်းကလေးကလည်းကျင်းချင်းလေးပါပဲဗျာဒီစတိတ်ခုံတချမ်းလောက်ပဲရှိပါတယ်ဟိုနားမှာကလေး20လောက်သူငယ်တန်းကြီးသင်မုံကြီးတစ်ချက်နဲ့သင်မုံကြီးဆိုတာလဲကောင်းကောင်းကန်ကန်မဟုတ်ပါဘူးသူ့ပြားပေါင်ကွတ်ထားတာပါပဲအဖြစ်ပဲတငယ်တန်းလေးပြီးတော့ဒီနားမှာတငယ်တန်းကြီးကလေး18ယောက်လောက်သင်မုံကြီးတစ်ချက်နဲ့ဒီနားမှာ16ယောက်လောက်ရှိတယ်ဒီဘက်နားမှာကျတော့ဒုတိယတန်း14ယောက်လောက်ရှိတယ်ဒီဘက်နားမှာကျတော့တတိယတန်း6ယောက်လောက်ရှိတော့တယ်ဟိုဘက်မှာ4တန်း2ယောက်လောက်ပဲရှိတော့တယ်ကျွန်တော်တို့အကြောင်းကလေးမှာတငယ်တန်းလေးမှာလူအများဆုံးပါပဲ4တန်းရောက်ရင်ကျောင်းသားမရှိသလောက်နည်းသွားတယ်ဘာဖြစ်တာတော့ဆိုတော့ကျွန်တော်တို့ရွာလယ်သမားတွေကဒုတိယတန်းလို့အောင်လို့သေစာရှင်စာဖတ်တိုင်တော်ရောပေါ်ကျောင်းထုတ်သွားကြကျွဲကျောင်းခိုင်းနွားကျောင်းခိုင်းနေကျွန်တော်တငယ်ချင်းတွေညံကောင်းမှရဲ့နဲ့ကျွဲကျောင်းနွားကျောင်းလဲကူလီလဲလူသားဘဝရောက်သွားကြပါတယ်အဲ့ဒီကျောင်းကလေးမှာတရန်းနဲ့ဘာမှကာထားတာမရှိပါဘူးကာလို့လည်းဘယ်ဖြစ်မလဲဆရာကတယောက်တည်းရှိတယ်ခလေကောင်ကထိုင်ကြည့်ရင်အတန်းအားလုံးအုပ်ချုပ်ပြီးသားဖြစ်တယ်သို့သောဖေကြီးကပထမရန်ကိုသွားစာပြနေဒီ4ရန်ကောင်နေကြောက်တင်မုံနဲ့ခုတ်ကုန်ကြပြီရံပွဲချတယ်ဖေကြီးက4ရန်ကိုပြေးပြီးတော့စူပြောရံပွဲဖြင်းနေတော့ဒုတိယရန်ကောင်နေနှပန်းချပြန်ပြီဒုတိယရန်ပြေးရပြန်ပြီအဖေကြီးခမညာ
စာသင်ရတာကနည်းနည်းရံပွဲဖြစ်ရတာကများများဒီเจ้าမှာကျွန်တော်ကမူလတန်းပညာသင်ရတယ်အဲ့ဒီเจ้าကလေးမှာကျွန်တော်သိကြိုက်တာတခုရှိပါတယ်ဘာလဲဆိုတော့စာမေးပွဲလုံးဝမရှိပါဘူးအိုးသိဟန်ကြတာပါပဲအမေရိကန်တို့ဘာတို့မှာစာမေးပွဲစစ်တာမရှိဘူးတန်းတင်ပေးတယ်တဲ့ကျွန်တော်တို့ရွာကြောင်ကလေးကလည်းခင်မီတိုးတက်ပါတယ်စာမေးပွဲမရှိဘူးအဲ့တော့ဒီပထမဆန်းတို့ဒုတိယဆန်းတို့မရှိဘူးအတန်းတင်စာမေးပွဲကြီးဒါလည်းမရှိပါဘူးအဲ့တော့နွေရာသီသူများကျောင်းနေပိတ်ရင်ကျွန်တော်တို့ကျောင်းလက်ခတ်တီနဲ့ပိတ်ချလိုက်တာပါပဲစာမေးပွဲတွေပြီးသွားတဲ့သဘောပါပဲကျောင်းပြန်ဖွင့်တဲ့ခါကျတော့ဖေကြီးကဟိုပရင်းမောင်နာကကောင်းနေဒီစပွဲနာကိုရွှေ့လိုက်ဒါတဒန်းတက်သွားတာပါပဲဒီစပွဲနာကကောင်းနေကောင်းရင်ပေါက်ကိုသွားလိုက်၄တန်းရောက်သွားတာပါပဲဟိုတယောက်မှလည်းမကြပါဘူးဘယ်ကြမလဲဖြေမှမဖြေရတာပဲအေးမင်းเจ้าသာဆက်တက်နေအတန်းကတော့မှန်မှန်အောင်နေမှာပဲဟိုရော့သွားတာတော့မတတ်နိုင်ဘူးအဲ့လိုနည်းနဲ့ဗျာကျွန်တော်က၄တန်းရောက်သွားတယ်ကျွန်တော်၄တန်းရောက်တဲ့နှစ်ကျတော့ဖေကြီးကစာမေးပွဲဖြေရမယ်၄တန်းစာမေးပွဲဖြေရမယ်။အော်တစ်သက်လုံးမဖြေဘူးတဲ့စာမေးပွဲဘယ်လိုဖြေရမှန်းလည်းမသိအဲ့ဒီနှစ်ကြတော့မှဗျာဖြစ်ပုံ၄တန်းကဘုတ်စစ်စာမေးပွဲတဲ့ကိုရွာကိုเจ้าဖြေလို့မရဘူးမြို့เจ้าသွားဖြေရမယ်ဟာပူဆိုးနေပါပြီအဲ့ဒီနှစ်ကကျွန်တော်တို့เจ้าမှာ၄တန်းเจ้าသားကလည်းများများဆဆပါပဲကျွန်တော်တယောက်တည်းရှိတယ်အဖေကြီးကဖြေဆိုတော့လေဖေကြီးကြောက်တော့သွားဖြေရတာပေါ့ဖြေလိုက်တော့လေအောင်သွားပါလေဗျအဲ့ဒီနှစ်ကကျွန်တော်တို့เจ้าရဲ့၄တန်းအောင်ချက်ကတော့ယာနှုံးပြေးပါပဲတယောက်တည်းဖြေတာတယောက်တည်းအောင်တော့ယာနှုံးပြေးပေါ့ကျွန်တော်ကြရင်လေယာနှုံးပြေးကြမှာပဲဗျစင်ငိုင်မြို့ပေါ်ထက်တန်းเจ้าကနာမည်ကြီးသူက54ယောက်သွင်းတယ်50အောင်နဲ့4ယောက်ကြတယ်ကျွန်တော်တို့เจ้าရဲ့အောင်ချက်ကိုမမီပါဘူးလို့အဖေကြီးကသဘောကျသွားမင်းမြို့เจ้าဆက်တယ်ရမင်းကျွန်တော်အရင်မြို့เจ้าသွားတက်တာတယောက်မှမရှိပါဘူးဘယ်ရှိမလဲဗျာ6မိုင်ဆိုတော့သွားပြန်12မိုင်ဝေးတယ်ဆက်ဘိန်းကလေးဝယ်ပေးရလက်သမားတွေကဝယ်မပေးနိုင်ပါဘူးအဲ့ဒီတော့ကလက်သမားပြောတာအခုတော့ဆိုင်ကယ်တွေမနေရှောင်နေရတယ်ကွန်ဆေးတွေပါတွေကောင်းတာကိုအဲ့တော့အဖေကြီးကတော့သူ့မြီးကိုစတတ်စေခြင်းနဲ့တဲ့ကျောင်းဆရာကိုဝယ်ပေးမယ်တဲ့ဘိန်းတော့ကျွန်တော်ကံမကောင်းပါဘူးကျွန်တော်၄တန်းအောင်တဲ့နှစ်မှာအဖေကြီးကအငိမ့်စားယူရတယ်အဲ့ဒီတော့က55နှစ်ဆိုရင်ပင်စင်ယူရတဲ့ကာလဗျအဲ့ဒါနဲ့ဖေကြီးလာကမရတော့သူ့မှာရခင်ကရှိထားတဲ့ငွေကလေးနဲပါတယ်အဲ့ဒီငွေကလေးရှိစုမဲစုနဲ့ဘိန်းတစ်စင်းလိုက်ရှာငွေအားကနဲတော့ရလာတဲ့ဘိန်းကလေးကအတော်အိုးပါတယ်ဘလောက်မြန်အိုးတော့ဆိုရင်အဲ့ဒီသက်ရွယ်ကနေခုလောက်ကြီးတဲ့အထိအဲ့ဒီဘိန်းလောက်အိုးတာကျွန်တော်တခါ